ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆရာကိုဆွေပန်တို့ရမှာရေးသားထားတဲ့ကဘာကျော်ဖေးတင်များကို hashtag ကနေပြီးတော့ဖေးဒီတစေကျွန်းဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကဘာကြီးမှာမဖြေရှင်းတဲ့ကိစ္စပေါင်းတန်းတောင်းပေါင်းများစွာအများကြီးရှိတဲ့ထဲမှာလူသိနေတဲ့အရာတွေလည်းတပုံကြီးရှိသလိုလူသိများတဲ့ကိစ္စတွေလည်းအများစုရှိတယ်ဒီနေ့ကျွန်တော်လူသိနေတဲ့တဲ့အများလည်းသိချင်နေကြတယ်ဘယ်ဒီတစ်စီကျွန်းအကြောင်းကိုပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကစောက်တဲ့အတိုင်းလိုက်ရတာဆိုတော့နည်းနည်းအတန်တွက်အနေမြင့်အမှားလေးရှင်တယ်အားလုံးကြိုပြီးတောင်းပန်ကြပါတယ်ကဲဒါဆိုစားလိုက်အောင်ကဘာမြေတုံးမဟုတ်ရွှာကြီးတွေပါဘယ်ဒီအကြောင်းအရာများကိုရေးတာစာရေးသူမကြခဏတွေ့ဖြစ်သောအကြောင်းအရာမှာတိုးတက်လာသောနည်းပညာများနဲ့ဖြည်းဖြည်းထွန်းပေါက်မြင်လာရသောကဘာမြေဖြစ်သည်ဒီချိန်တစ်ခါကတွေ့မြင်ရရင်မဆိုထားပြီးကဘာပေါ်တနည်းရန်တွင်ဖြစ်ပျက်နေသောအဖြစ်အပျက်များသည်လပေါင်းများစွာကြာမှတစ်ခါတည်းရန်တွင်နှစ်ပေါက်အောင်ကြာမှအခြားနေရာသို့တည်ရှိရသည့်အဖြစ်မျိုးဖြစ်သည်သို့သောယခုအချိန်တွင်ထိုအဖြစ်မျိုးကမရှိတော့ပေဘာပေါ်တွင်မြည်သည့်နေရာတွင်မဆိုဖြစ်ပျက်နေသောအကြောင်းအရာတို့ကိုအခြားကဘာတစ်ချမ်းမှတန်းနဲ့မြင်နိုင်ကြနိုင်ကြပြီဖြစ်သည်စာရေးသူတို့နိုင်ငံကဲ့သို့ပင်ဖွံ့ဖြိုးမှုနောက်ကျနေသောနိုင်ငံ၌ပင်ထိုကဲ့သို့ဖြစ်စဉ်မျိုးခံစားနိုင်ရနိုင်သည်ပင်စာရေးသူဤစာတီမှာမန်အောင်မြို့နယ်တပြေကုန်းဟူသောရွာလေးတွေဖြစ်သည်အချိန်အရရောင်းကုန်မြို့ကြီးသို့ရောက်နေတော့လဲရွာကမမေ့တတိတရရှိလာသည်ရွာပေါဝန်းကျင်ကိုမြင်ကြည့်ခဲ့သည်ခုများဖြင့်လွန်စွာပင်အစီအပြေလာကြသည် Facebook ကဲ့သို့လူမှုကွန်ရက်သည်စာရေးသူတို့ရွာကလေးကိုဖြန့်ကျက်နေပြီရွာမှာအမည်သူမင်္ဂလာဆောင်သည့်ကအစားရွာ၏လှုပ်ရှားမှုများကိုအချိန်နဲ့တပြေးညီစာရေးသူတည်နေပြီဖြစ်သည်ဟေးတကယ်ချင်းဖိုးထောင်နေကောင်းလားဟုရွာကငယ်တကယ်ချင်းကိုလည်းလှမ်းပြီးနှုတ်ဆက်နိုင်သည့်ဤသူအရှင်ဘုရားကျမ်းမာတော်မူပါရဲ့လားဟုရွာဦးကျောင်းဆရာတော်ကိုလည်းနှုတ်ဆက်ကတော့တင်နိုင်ပြန်သည်ထို့ပြင်ကိုကအောက်ကိုအသုံးပြုပြန်သောအခါတွင်လည်းရွာကိုဝေးမှမြင်နိုင်တဲ့ကဲ့သို့တချိန်ကမိမိကိုယ်တိုင်ပြည်တော်ဆောက်ကစားခဲ့သောရွာပဝန်းကျင်ကိုမြင်ဟိုင်စွမ်းပြန်သည်ဒါတွင်မှကခဘာကြီးတစ်လုံးကိုလည်းဒုံးပြန်တစည်းဘက်ကကြည့်ရှုရသလိုမြင်နိုင်ရပြန်ဂျင်းနူးချမြင့်ဖြစ်ရပြန်သည်ကိုကဲကိုအသုံးပြုခြင်းမမြင်တွေ့ရသောကိုအမြင်များကိုတွေ့လာရသလိုအချို့သောထူးဆန်းထွေလာခဘာမြေကိုလည်းမြင်တွေ့ရပြန်သည်ဤဆောင်းပါးကိုရင်းနေစမြင်အင်တာနက်တွင်သတင်းတို့တစ်ခုကပြန့်လွင့်နေပေသည်ရှင်မှာ Google အသုံးပြုနေသူတို့သည်ပင်လယ်ပြင်တွင်ထိုးဆန်းသောရေတော်ဝါကြီးတစ်ကောင်အားမြင်တွေ့ရခဲ့ခြင်းဖြစ်သည်ရှင်သတင်းအားကျေးဇူးတို့အများများရှိခဲ့ပြီးနောက်ပိုင်းတွင်လည်းရင်းသည်တော်ဝါကြီးတစ်ခုမဟုတ်ဘဲနဲ့ထိုးဆန်းသောကြောင့်တုံးဖြစ်တည်မှုဟုတချို့ကမှတ်ချက်ပေးသည်ထိုမှတ်ချက်သည်မှန်သလားမဆိုနိုင်တော့လဲစာရေးသူတို့ဆိုလိုသည်မှာGoogle အကကဘာမြေကိုပွင့်လင်းမြင်ကဘာမြေဖြစ်စေသည်အချက်ပင်ထို့ပင်ရင်းကဘာမြေရင်းကဲ့သို့ကဘာမြေပေါ်တွင်ပုံခုစရနေရမရှိအောင်နေပညာမပြည့်လွှမ်းခြုံထားတဲ့ခေတ်ကြီးတွင်တစေကျွန်းဟုခေါ်သည့်အလျားမိုင်100ကျော်ပဲရှိသောကျွန်းမူခေဟောမြေပုံများတွင်ပါဝင်ခဲ့တော်လဲယနေ့တိုင်ပျော်ရွှင်မှလာပြောင်းလဲသည့်ဖြစ်ပြန်မှာဖေးသည်ဖြစ်လျက်ရှိသည်Hi Brazil သည်ကျွန်းနံပါတ်ပြီး1325ခုနှစ်အစောပိုင်းကာလများတွင်1800ပြည့်နှစ်များအထိရှိဆက်ကြသောမျိုးမှတစ်ဆက်တည်းပေါင်းလာခဲ့သည့်ကျွန်းဖြစ်သည်။ပေါင်းသည့်မျိုးမှတွင်ပေါ်ပြထားချက်သည့်အဆက်ပြောက်တစ်ခုရဲ့သို့မထင်မရှားပေါ်ပြထားသည်မဟုတ်ဘဲအတော်အသင့်ကြီးမားသောကျွန်းတစ်ခုဖြစ်သည်။နေရာမှာလည်းဝပေါ်ပြထားသည်မဟုတ်ဘဲမြောက်အတ္တလန်တိမော်တရရှိအိုင်ယာလန်ကျွန်းအနောက်ဘက်ကမ်းခြေအလွန်330ကီလိုမီတာသို့မဟုတ်မိုင်200ခန့်အကွာနှင့်ရှိသည့်နေသည်ဟုအထင်ရှားပေါ်ပြထားသည်။မျိုးများတွင်ပေါ်ပြခြင်းများမှာထိုတစ်ခုတွင်ထိုကျွန်းပထဝီဝင်အနေထားတချို့ကိုဝင်ပေါ်ပြထားပြီးရှင်းကျွန်းသည်ဆောင်းဝိုင်းပေါ်နေပြီးအလဲကျွန်းအလဲတွင်အချင်းမြင့်ကဲ့သို့ဖြတ်သန်းစီးဆင်းနေသောတူရောင်သောမြေတင်းတရှိနေပြီးရှင်းမြင့်သည့်အရှိမအနောက်ဘက်သို့စီးဆင်းနေသည်ဟုပေါ်ပြထားသည်ထို့ပင်ရာစုနှစ်ပေါင်းများစွာထိုအနားမှဖြတ်တန်းသွားလာကြတဲ့တင်မောများသည်ချင်းကျွန်းအောင်ကွပတ်ခုံမောသွားလာခဲ့ကြသည်သို့သောဒုက္ခတို့သွားလာရလမ်းတစ်လျှောက်တွင်ရှင်းကျွန်းသည့်အတိတ်နမကောင်းသောကျွန်းဟူ၍၎င်းသူတို့စများနေထိုင်သည့်ကျွန်းဟူ၍၎င်းမြင့်မြတ်သောမျိုးနွယ်စုတစုနေထိုင်သည့်ကောင်းကင်ဘုံတစ်ခုဖြစ်သည်ဟု၍၎င်းပုံမြင့်ဆက်ဆံဇလံများဖြစ်ပေါ်ခဲ့သည်သို့သောအိုင်ယာလန်လူမျိုးရိတ်တန်တိုင်းမှာမျိုးတစ်မျိုးဖြစ်သည်ရှင်းကျွန်းသည့်အမြဲတမ်းတိမ်များမြူများဖြင့်ဖုံးနေသည့်ကျွန်းဖြစ်ပြီးခုနှစ်နှစ်လျင်တရက်သားမြူများကင်းစင်ပြီးမြင်နိုင်သည်ဟုဆိုကြသည်သို့သောမျိုးပုံတွင်ပေါ်ပြထားသည့်မြူမှမရောက်ရှိနိုင်သည်ဟုလည်းယုံကြည်ကြသည်
နမဲအမျိုးများနဲ့ဖေဒီကျွန်းရှင်ကျွန်းအား High Brazil အပြင်တခြားသောနာမည်များအဖြစ် High Brazil ဟူ၍အမျိုးမျိုးပြင်နာမည်တည်ရှိနေသည်ရှင်းမျိုးလုံးများ Brazil High Brazil ဟူသောစကားလုံးများ၏အတိတ်ကိုမသိရှိနိုင်တော့လဲ Brazil ဟူသည့်စကားလုံးမှာဗြိတိန်နိုင်ငံတွင်နေထိုင်ခဲ့သောမူလတိုင်းရင်းသားများဖြစ်သည့် Celt လူမျိုးများ၏ရာဇဝင်နှင့်ကမ္ဘာကြီးအုပ်စိုးသည့်မဟာသမ္မတမဲဟုအဓိပ္ပာယ်ရှိသည်ရှင်းကျွန်းအမည်သည်နိုင်ငံတစ်ခုဖြစ်သည် Brazil နှင့်အမည်ချင်းတူနေသောရှင်းပေသည့်ကျွန်းသည် Brazil နိုင်ငံနှင့်လုံးဝသက်ဆိုင်ခြင်းမရှိပဲကျွန်းမီများလည်းကျွန်းမီမှာလည်းတမန်နေစဉ်ကြောင့်မျိုးပြောင်းလဲခဲ့တော့လဲပထမဦးစွာတောင်အမေရိကနိုင်ငံများရှင်းကျွန်းအား Ilaha de Veracruz လဝကတိုင်းကျွန်းဟုအမည်မဲ့ခဲ့ကြပြီးနောက်ပိုင်းတွင်ထိုကျွန်းအားတွေ့ရှိခဲ့သူပေါ်တူဂီလူမျိုးရှိကြောင်းတူက Terra de Santa Cruz မြတ်သောလဝကတိုင်းကျွန်းဟုနာမည်ပြောင်းခေါ်ခဲ့ခြင်းထို့နောက်ဆယ်စုနှစ်ပေါင်းများစွာကျော်လွန်လာပြီးနောက်တွင် Brazil ပေါ်တူဂီဘာသာစကားအဖြစ် Brazil ဟူသည့်နာမည်ပြောင်းလဲခေါ်လာခဲ့သည်တပံပေါ်ပေါက်လာခဲ့သောကျွန်းမြေပေါ်1436ခုနှစ်တွင်တဆေကျွန်းကို Solar de Brazil အမည်ဖြင့်မွေးပုံဆွဲစီရာ Indria Bianco ရေးဆွဲခဲ့သောဗီယက်နမ်မြေပုံများတွင်ထည့်သွင်းရေးဆွဲထားသည်ကိုတွေ့ရသည်ရေမိုးမြေပုံတွင်အတ္တလန္တိတ်သမုဒ္ဒရာတွင်ရှိကျွန်းနှင့်နှိုင်းယှဉ်၍အတော်ကြီးမားသောကျွန်းတစ်ခုဖြစ်ဖော်ပြထားခြင်းဖြစ်သည်ထို့နောက်1595ခုနှစ်တွင် Ortelius မြေပုံတွင်လည်းရှင်ကျွန်းကိုဖော်ပြထားပြန်သည်ဒီနောက်ထွက်သည့်မြေပုံမြေပုံတိုင်းတွင်ရှင်ကျွန်းအားနေရာအနှိမ့်ငယ်လွဲနေသည်မှာပါတခြားတစ်လျှောက်လုံးဖော်ပြလာခဲ့သည်ထို့ပြင် British စာကြည့်တိုက်တွင်တင်ဆက်ထားသော1483ခုနှစ်ရေကြောင်းသွားမြေပုံတစ်ခုတွင်လည်းရှင်ကျွန်းအောင်ဆောင်းဝိုင်းပုံစံဖြစ်ဖော်ပြထားသည်သို့သောရှင်တို့အထင်ရှားဖော်ပြထားခဲ့သောလည်းရှင်ကျွန်းသည်သောခီးစများတွင်ရှင်ကျွန်းမူပြောက်ကွယ်နေခဲ့သည်ကျွန်းတို့တော့ခဲ့သောခီးစများနောက်ပိုင်းတွင်ရှင်ကျွန်းသည်တချို့သောသင်္ဘောသားများမှတွေ့ရှိသည်ဟုဆိုကြတော့လည်းအချို့မှမရှိဟုဆိုလာခဲ့ပြီးကျွန်းတည်ရှိနေမှုကိုအငင်းပေါင်းများဖြစ်ပေါ်လာခဲ့သည်1489ခုနှစ်တွင်ဂျွန်ဂျေဂျူနီယာသည်တန်တိုင်းတစ်ဖွဲ့ဖြစ်နေသောရှင်ကျွန်းအားတွေ့ရှိရန်အင်္ဂလန်ပြည်ဘရစ္စတိုမြို့မှသင်္ဘောတစ်စီးဖြင့်ထွက်ခွာလာခဲ့သည်ပင်လယ်ပြင်တွင်2လခန့်ကြာမြင့်ခဲ့သောလည်းကျွန်းနှင့်သူသည့်ရေရောင်တစ်ခုမှမတွေ့ရှိရပေထို့နောက်1482ခုနှစ် Trinity နှင့် George မရှိပင်လယ်သင်္ဘော2ဦးသည်နမဲကျော် High Brazil ကျွန်းအားရှာဖွေရန် Bristol မြို့မှပင်ထွက်ခွာလာခဲ့သည်သို့သောအထက်ပါဂျွန်ဂျေဂျူနီယာကဲ့သို့ပင်အချင်းဤဖြစ်သို့သောရင်းအတွေ့အကြုံများအရာ High Brazil ကျွန်းသည်အကြောင်းတစုံတရာကြောင့်ပျောက်ကွယ်သွားပြီးဟုယူဆရန်ရှိတော်လဲ1498ခုနှစ်တွင်တစ်မျိုးဖြစ်လာပြန်သည်ထို့နောက်ကစပိန်တန်မန် Pedro de Alara ဒီစပိန်တပ်ဦးဆောင်ဘီယင် Catalan Monarch of Spain အားဒရမိုးများဖြစ်လုပ်ခဲ့သည်ရင်းတိုင်းမှာမြောက်အမေရိကတိုက်သို့ပထမဆုံးသွားခဲ့သည့်ဥရောပသားဂျွန်ဘော့ရှ်ဒီဘရစ်တိုမြို့မှာထွက်ခွာသောကျွန်းခီးစဉ်ကျွန်းချောက်ခီးစဉ်မှာမတွေ့ရှိသည့်ကျွန်းအားရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုခဲ့သည်ထို့နောက်ရာစုနှစ်တစ်ခုကြာမြင့်ပြီး1684ခုနှစ်တွင်စကော့လူမျိုး Jonet Back ကသူ၏ပြင်သစ်မှအိုင်ယာလန်သို့အတော်တင်ထိုကျွန်းကိုတွေ့ရှိခဲ့ပြီးသူတင်မောသားများပဲကျွန်းပေါ်တွင်ပါတီလင်းတစ်ခုချင်းကျင်းပခဲ့ပြီးသူတင်မောသား4ယောက်တစ်ဖွဲ့သည်ထိုကျွန်းမှာပဲတနေ့တောင်ခေါ်ဆုံးခဲ့သည်ဟုဆိုခဲ့ပြန်သည်ကျွန်းနယ်ကြီးများနဲ့ဟောဆရာများထို့ပြင်တင်မောကပတိန်မှာထူးဆန်းသောအတွေ့အကြုံများကိုလည်းပြပြခဲ့သည်ရှင်းမှာသူတို့သည်ထိုကျွန်းပေါ်တွင်ပြည်ရှိအဖို့တယောက်ကိုတွေ့ခဲ့ပြီးရှင်းအဖို့မှာသူတို့အားရှင်းနေငွေများကိုပေးရခဲ့သည်ဟုဆိုသည်ထို့ပြင်သူ၏ကျွန်းရင်းကျွန်းပေါ်သည်ပညာရှိအဖို့သမကပဲမော်စရာတင်းကြီးတို့ကိုလည်းလဝကနဲ့ကျွန်းပေါ်တွင်တည်ရှိနေသည်ကိုတွေ့ရတယ်သူတို့သည်ကြောက်သုံးများနှင့်တည်ဆောက်ထားသောရေတိုက်ရတို့တွင်နေနိုင်ကြသည်ဟုလည်းဆိုခဲ့ပြန်သည်ထို့ပြင်ခြားထူးဆန်းသည့်အချက်များကိုပြောပြခဲ့ပြန်သည်ကျင်းမှာထိုးဖို့ထူးဆန်းသည့်အဖို့အိုသည်ချိုကျွန်းပေါ်တွင်အလွယ်ကြီးမှသည့်ရွှေနက်များနှင့်အခြေချနေထိုင်လျက်ရှိသည်ဟုဆိုကြသည်ရှင်းအဆိုအမယုံကြည်သူအလက်ဇန္ဒာဂျွန်စင်ကဦးဆောင်က High Brazil ကျွန်းကအရှာထွက်ခဲ့ပြန်သည်သူကလည်းထိုကျွန်းကိုတွေ့ရှိခဲ့ပြီး Jonet Back ၏အတွေ့အကြုံများမှန်ကန်ကြားထောက်ခံပြန်ခဲ့ပြန်သည်နောက်ပိုင်းတွင်ထိုကျွန်းနှင့်ပတ်သက်သောတင်အချက်အလက်များသည်ဖြည်းဖြည်းမိလာခဲ့သည်မတွေ့ရှိပါဘူးဆိုလာသူများရှိတော်လည်းပဲရောင်းတော်လိုက်မျိုးများတွင်လည်းထည့်ရှိလာတဲ့ကဲ့သို့ရှိကြောင်းတော်လာ၏မြေပုံများတွင်လည်းထဲမတွင်မှချန်လက်ဖော်ပြခဲ့ပြန်သည်ရှင်ကျွန်းအားနောက်ဆုံးဖော်ပြမှုမှာ1865ခုနှစ်ကဆွဲခဲ့သောမြေပုံဖြစ်ပြီးမြေပုံမှာဒီ Brazil ကြောက်သုံးဟုဖော်ပြထားသည်ထို့ပြင်နောက်ဆုံးမှတ်တမ်းမှတ်ရများနဲ့ဖော်ပြချက်များမှာလည်း1880ခုနှစ်တွင်တစ်ဖန်ပေါ်ပြလာခဲ့ပြန်သည်
ရှင်နဲ့ Robert over the hardiness T George Retro တို့ဒီထိုးကျွန်း၏အလဲပတ်3ခေါက်ပဲကြောက်ခဲ့ဘူးသည်ဟုဆိုသည်ဒီနောက်တွင်ထိုးကျွန်း၏အလွန်လှပသောတရှိနေမှုအဆက်ဆောက်သည့်သူမိဘအားတပတ်နောက်တစ်ခါခေါ်ဆောင်ခဲ့ပြန်သည်လေယာဉ်တို့မူလာမြင်တဲ့ကတော့မြင့်မြင့်တက်တဲ့များပါလာခဲ့တော့လေထိုးကျွန်း၏မှာထူးဆန်းစွာပြောက်ခွင့်နေခဲ့သည့်အတွက်လက်လျှော့ကပြန်လာခဲ့ပြန်သည် High Brazil သို့မဟုတ်တစေကျွန်းသို့မဟုတ်ဗဟိတိကျွန်း၏တနိုင်များအထက်ပေါ်ရပါထူးဆန်းစွာပေါ်လာပြောက်လာဖြစ်နေသောတစေကျွန်းအတွက်သူငငါလူပြောများသောတနိုင်တို့မှာအများပြတ်တရှိနေသည်ရင်းတို့တဲ့တခုမှာ Irish လူမျိုးများ၏အစဉ်အလာယုံကြည်မှုဖြစ်သည်သူတို့ကချင်းကျွန်းတွေဖျားများနေထိုင်သည့်ကျွန်းဖြစ်သည်ရှုတခြားတော့မှကျွန်းတွေဖို့တော်ကြီးများအရှိချနေထိုင်လျက်ရှိပြီးရှင်းတို့သည်ရှိခပညာရေးတစ်ခုကိုပိုင်ဆိုင်ထားပြီးယခုလူသားများတဲ့ပုံမြင့်မြတ်သောရှိချင်းမှုတစ်ခုကိုထွန်းထောင်ရန်လှုပ်ဆောင်နေကြသည်ဟုအဆိုရှိသည်ချို့ကလည်း Saint Brendan ၏တန်ဆာခီတွင်ကျွန်းတွေ့ရသောချင်းစာသစ်ညီကျွန်းစုံမှာထိုကျွန်းပင်ဖြစ်သည်ဟုဆိုကြသည်ပကံပြပြန်နေများဆက်သွယ်နေရတာကျင်းသူချို့ကလည်းရှင်းကျွန်းသည့်အရှိခကအရေးပါခဲ့သောကျွန်းဖြစ်ပြီးအင်္ဂလန်နိုင်ငံတွင်အခြေစိုက်ထားသောအမေရိကန်ပြည်ထောင်စုစစ်အခြေစိုက်စကန်အလွန်တွေဖြစ်ပေါ်ခဲ့သောပကံပြပြန်ဖြစ်ရတစ်ခုနှင့်ဆက်သွယ်နေသည်ဟုဆိုသည်ရှင်းဖြစ်မှာထင်ရှားသောပကံပြပြန်ဖြစ်ရတစ်ခုဖြစ်ပြီး Ridland Hunter Hall တော့မှပကံပြပြန်ဖြစ်ရလူသိများသည်ရှင်ဖြစ်တဲ့ဘောကတော့စာဂျင်ပစ်နစ်တုံကသူသည်ရှင်ဖြစ်စဉ်တော့ဘောကတော့ပကံများများအကိုင်တွယ်ခဲ့ရသည်ဟုဆိုသည်တော့ဘယ်နဲ့စာဂျင်တယ်လီပတီနီအပြင်စိတ်တွင်တရင်ပို့ချများကိုလက်ခံရရှိခဲ့ပြီး16မိနစ်ရှိသော binary code ကွန်ပျူတာ3ဘာသာစကားကိုအလိုအလျောက်ရှာရေးခြင်းဖြင့်လက်ခံခဲ့သည်ရှင်ကိုနောက်ဆက်ဆုံးတဲ့အကြံတွင်ဘာသာပြန်ခဲ့သည်ဘာသာပြန်ခြင်းအရာရှင်ကုတ်တို့သည်ဂေဇာပရမန်နစကာလိုင်းစသည့်စီးအောင်အစောအများတည်ရှိနေသည်ကိုတည်ရှိရှင်အောင်များ၏ရှင်အောင်ဆောင်များ၏တနည်းကိုအတိအကျဖော်ပြနေသည်ကိုဒီမြန်ဖြစ်နေပြီးရင်းတဲ့တွင် high Brazil ကျွန်းကိုလည်းဖော်ပြထားသည်ရင်းမြင့်ကုန်းစာမျက်နှာများနောက်ဆုံးနဲ့ high Brazil ကျွန်း coordinate ကိုလည်းထပ်မံဖော်ပြထားပြီး degree 8100ဟုလည်းရှင်းထုတ်ထားသည်တစေကျွန်းဖေးကြီးယနေ့ GPS နည်းစနစ်များထုံးကားနေသည့်ကာလများတွင်လည်းရင်းကျွန်းအားရှာဖွေသည့်ဖြစ်ရများရှိခဲ့သည်ယနေ့တနိုင်ရှာဖွေတွေ့ရှိသည့်တနည်းစကားထပ်ပေါ်လာခြင်းမရှိပေချို့သောသူများသည်ခိရှိဟောင်းမှတစုံတစ်ခုမှအတည်ပြုခဲ့ခြင်းသာဖြစ်မည်ဟုဆိုကြတော့လည်းဆိုသူများကရှိနေပေသည်သို့သောတမိုင်းတစ်ချောင်းထိုကျွန်းတွေရောက်ရှိခဲ့သည့်အတည်တကျပြောဆိုမှုများရှိသလိုရာဇဝတ်နှင့်ချီလျက်မျိုးများပေါ်နဲ့ဖော်ပြထားခဲ့သည့်ကျွန်းဖြစ်သည်သို့သောမိုင်းရစရာဟူ၍စကားမှလည်းဖြစ်စဉ်းစားစရာဖြစ်ပြန်သည်ထို့တွင်ပကံများဖြစ်များနဲ့လက်ဆက်သွယ်ခဲ့တဲ့တွင်ရှင်ကျွန်းသည်ယနေ့အချိန်ခါထိကဘာကျော်ဗဟိတိကျွန်းသို့မဟုတ်တစေကျွန်းတစ်ခုဖြစ်တည်ရှိနေသည်စောသီနာထားပေးတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တဲ့ဒီလိုဗီဒီယိုတွေတွေ့နိုင်ဖို့ကျွန်တော် channel လေးကို follow လုပ်ပေးပြီးတော့ YouTube မှာလည်းကျွန်တော် channel တစ်ခုထောင်ထားတယ်အဲဒါကြောင့်မို့ channel လေးကို subscribe လုပ်ပေးပါကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘုရားသခင်ဆောက်ရှောက်ပါစေအာမင်